တေတခုပန်းပွင့်နေဆိုတာကတဘာဝပါခင်အလှကြည့်ခံခြင်းလို့ပန်းစင်ပါသည်ရည်စူးပြီးဖူးပွင့်မစင်ခင်ကြိုက်ရင်အညာကိုချိုးပြီးခင်မြန်နိုးတော့ပန်းချင်းပန်းပေါ်မပန်းချင်းခင်မကြိုက်တော့လဲပြစ်လိုက်ပေါ့လို့ခင်စင်ခြင်းမစင်ပါတော့ခင်ရဲ့မစင်လိုပဲပြစ်ပြစ်မမြင်လိုပဲဖြစ်ဖြစ်ပေါ်တက်ရွက်ကျိုးတက်ရွက်ကြားကခင်သွားရင်ရနံပြီးခင်မွေးရင်ပျော်ရွှင်လို့ခင်မမြင်ခင်မကြည့်ပေမဲ့ခင်သိရင်စိတ်ကြည်နှက်ပါရဲ့ရွက်ချက်ဆိုကြိုအကြားမှာပဲဝင်သွားတာပေါ့